စကားနားထောင်ကောင်းသူဖြစ်ပါစေစကားပြောကောင်းသူလိုပဲကြားဘူးကြပါတယ်စကားနားထောင်ကောင်းသူလိုကြားဘူးကြသူနေပါတယ်ကောင်းပါပြီစကားနားထောင်ကောင်းသူဆိုတာဘယ်လိုလူမျိုးပါလဲအဲ့ဒီလူဟာတပတ်သားစကားပြောနေစဉ်စကားကိုလူပြီးမပြောတတ်ဘူးကြားဝင်ဖြစ်မပြောတတ်ဘူးတပတ်သားပြောတဲ့စကားကိုတုံ့ပြန်ပြောဖို့စိတ်မရှိစွာစောင့်နေတတ်တဲ့သူလည်းမဟုတ်ဘူးတပတ်သားစကားပြောတာဆုံးဆုံးချင်းမှာချက်ချင်းအလူးရက်တုံ့ပြန်မပြောတတ်ဘူးဒါပေမဲ့သူဟာစကားပြောနေသူရဲ့မျက်နှာကိုသေချာစိုက်ကြည့်ပြီးပြောနေတဲ့စကားကိုလုံးစိပတ်စစ်နားလည်အောင်အာယုံသေချာစိုက်ပြီးစိတ်ရှိရှိနဲ့နားထောင်နေတဲ့သူပါသူမရှင်းတာရှင်မေးတတ်တယ်အဲ့ဒီလိုလူမျိုးကိုတွေ့ဖို့အတော်ခက်ပါတယ်မယုံရင်မိတ်ဆွေရဲ့အပေါင်းအသင်းတွေနဲ့စကားပြောကြည့်ရင်သူတို့ဟာစကားပြောကောင်းသူတွေလားစကားနားထောင်ကောင်းသူတွေလားဆိုတာလေ့လာကြည့်ပါလူတော်တော်များများဟာအပေါ်ကပြောသလိုစကားနားထောင်ကောင်းသူတွေမဟုတ်ပါဘူးသူတို့ဟာအခုပြောပြမဲ့လူတွေနဲ့တူပါတယ်သူဟာတပတ်သားစကားပြောလို့ဆုံးတာနဲ့ချက်ချင်းတုံ့ပြန်ပြောတယ်။တပတ်သားကလည်းအဲ့ဒီလူရဲ့စကားဆုံးဆုံးချင်းမှာချက်ချင်းတုံ့ပြန်ပြောပြန်တယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်စကားပြောနေကြတာဟာစက်တောင်ရိုက်ပြိုင်ပွဲတစ်ခုမှာစက်တောင်ကိုတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ရိုက်နေကြသလိုတယောက်နဲ့တယောက်စကားကိုမယမနာတရဆက်ပြောနေကြတယ်။သူတို့စကားပြောတာကိုဘေးကနေနားထောင်ကြည့်ရင်အင်မတန်စိတ်မောစရာကောင်းလာပါတယ်။တစ်ခါမှကျွန်တော်တို့နေများနေအောင်စားတော့ဆိုင်တစ်ခုမှာနေ့လည်စာသွားစားကြတယ်။ကျွန်တော်ကဆိုင်ထဲကလူတွေနေ့လည်စာစားရင်စကားပြောနေကြတာကိုနားထောင်ပြီးလေ့လာကြည့်နေမိတယ်။သူတို့အားလုံးနီးပါးဟာတစ်ဖက်လူပြောစကားကိုသေချာနားမထောင်ပဲတစ်ဖက်လူရဲ့စကားဆုံးတာနဲ့ချက်ချင်းတုံ့ပြန်ပြောနေကြတယ်။ကျွန်တော်ကရုတ်တရက်ဇနီးတွေကိုမေးလိုက်တယ်။ Chris ငါစကားပြောရင်လည်းသူတို့လိုပဲတစ်ဖက်လူစကားဆုံးတာနဲ့ချက်ချင်းတုံ့ပြန်ပြောတတ်လားလို့ပါ။ဇနီးတွေကပြုံးပြီးပြန်ပြောတယ်။တခါတလေပါတဲ့။မိတ်ဆွေဟာတစ်ဖက်သားရဲ့စကားကိုချက်ချင်းတုံ့ပြန်ပြောတတ်သူဆိုရင်သူ့ကိုတုံ့ပြန်ရမယ့်စကားကိုရှာနေရလို့ဖိအားများနေတတ်ပါတယ်။တစ်ဖက်လူရဲ့စကားဆုံးတာနဲ့ချက်ချင်းမတုံ့ပြန်ပဲခဏလေးရင်နားထားလိုက်မယ်ဆိုရင်အဲ့ဒီဖိအားအားရှိမှာမဟုတ်ပါဘူး။တစ်ဖက်လူလည်းမိတ်ဆွေကသူ့စကားကိုချက်ချင်းတုံ့ပြန်ပြောတာမတွေ့ရလို့သူလည်းမိတ်ဆွေလိုပဲစကားကိုချက်ချင်းတုံ့ပြန်မပြောတော့ဘူး။ဒါဆိုရင်နှစ်ဖက်စလုံးဟာစကားကိုချက်ချင်းတုံ့ပြန်ပြောတာမလုပ်ကြတော့ပဲနားနာပြီးပြောကြလိမ့်မယ်။နှစ်ဖက်စလုံးဟာစကားပြောရတာကိုနှစ်သက်သဘောကျလိမ့်မယ်။နှစ်ဖက်ဆက်ဆံရေးကောင်းမွန်လာပါလိမ့်မယ်။အရေးကြီးဆုံးကနှစ်ဦးစလုံးစိတ်ချမ်းသာမှုရနေပါမယ်။လူတွေကစကားကိုရှုံရှုံဝင်အောင်ပြောတတ်သူထက်သူတို့ပြောစကားကိုတည်တည်ချာချာနားထောင်ပြီးစကားဆုံးတာနဲ့ချက်ချင်းတုံ့ပြန်မပြောတတ်သူကိုပိုပြီးသဘောကျကြပါတယ်။သူ့ကိုပိုပြီးခင်မင်တတ်တယ်။အချို့အပြည့်ပြောရရင်လူတွေရဲ့သဘောကျခင်မင်မှုကိုရည်ရည်ကျင်နေဆိုရင်စကားပြောကောင်းသူတယောက်ဖြစ်ဖို့တဲ့စကားနားထောင်ကောင်းသူဖြစ်ဖို့ကြိုးစားပါအားလုံးပဲအဆင်ပြေကြပါစေ။